မဲ့ကာမဂုဏ်ဘယ်နဲ့ပြောလဲကဲတက်ရှိဆိုတာကတော့မိဘတွေသားတွေသမီးတွေဆွေတွေမျိုးတွေဒီသားတွေသမီးတွေပေါ့နော်ဒါတွေကတော့တက်ရှိကာမဂုဏ်မဲ့ကာမဂုဏ်အပြင်ကြည့်တော့မိမိပိုင်နေဆိုင်နေခြင်းနဲ့ဆွေတွေငွေတွေဥစ္စာပစ္စည်းတွေတရားကိုင်းတုံးတွေကိုယ်အိမ်တွေတိုက်တွေတာတွေပေါ့ဒါတွေကတော့ဘာတွေလဲတက်မဲ့ကာမဂုဏ်ဘယ်ကာမဂုဏ်ကိုပဲဖြစ်ဖြစ်ပုရုဇဉ်လူသားတွေကတော့ဆွဲလန်းဖြစ်နေကြဆွဲလန်းတတ်မဲ့ကြအဲ့ဒီဆွဲလန်းတတ်မဲ့မှုတွေများဆွဲများဒုက္ခရောက်ပါတယ်နည်းနည်းဆွဲရင်နည်းနည်းပဲဒုက္ခရောက်ပါတယ်လုံးဝမဆွဲရင်တော့လုံးဝမဒုက္ခမကြရောက်နိုင်ပါဘူးကာမဂုဏ်တရားရဲ့အပေါ်မှာနည်းနည်းဆွဲရင်ပါတယ်နည်းနည်းဒုက္ခရောက်တယ်များဆွဲရင်လုံးဝမဆွဲရင်တော့လုံးဝဒုက္ခမရောက်နိုင်ဘူးဒါပေမဲ့ပုထုဇဉ်လူသားတွေဖြစ်တော့အစွဲလန်းနေတာမရှိဘူးလားရှိတဲ့ပြင်အစွဲလန်းနေတာလည်းကြီးကြတယ်လေနော်ကြီးကြကြတယ်အဲ့တော့ဘုန်းဘုန်းတို့ကာမဂုဏ်တရားတွေကရှေ့ကသွားနေမိမိကနောက်ကလိုက်ကျုပ်ကာယီတွေမှာရေးထားတယ်နောက်ကလေစာရန်လေးပါတယ်ကမလိုက်ပါနဲ့ကျုပ်ကထိသွားမယ်ညီးသွားမယ်အနေရှိတဲ့ရေးထားတယ်ဟုတ်ပါလေရှေ့ကကာယီတွေကြီးကသွားနေနောက်ကကိုယ်ကာယတွေကြီးကအရှိန်ပြင်းနဲ့ကပ်ပြီးတော့လိုက်တယ်ရှေ့ကသွားနေတဲ့ကားကြီးကအစိမ့်တစ်ခုခုကြောင့်ဘရိတ်အုပ်လိုက်ရလိုက်တယ်ဆိုတစ်ခုခုနဲ့တိုင်းနဲ့ခိုက်နေတယ်ဆိုနောက်ကမိမိအရှိန်ပြင်းနဲ့လိုက်နေတဲ့မိမိရဲ့ညဝကိုပြေဆောင်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့မိမိဒီလည်းပဲကာမဂုဏ်အာယုန်ရဲ့အပေါ်မှာဆွဲလန်းနေကပ်ပြီးတော့လိုက်ပါအများကြီးတနေ့တစ်ချိန်ကြီးရှေ့ကသွားနေတဲ့ဒါတွေသမီးတွေသတိတွေကမုန်းနေပြီးပါအစသဖြင့်ဒီချိန်မှာအရှိရတစ်ခုကိုကြုံနိုင်ဘူးလားအဲ့ဒီလိုကြုံပြီးဆိုတာနဲ့မိမိရဲ့အချိန်ပြင်းကတ်လိုက်လာတဲ့တဏှာဥပါဒံတန်နေနဲ့ကတ်လိုက်လာတာနဲ့အမြတ်မြင်ဝကိုစောင့်ခံရပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကာမဂုဏ်ရဲ့အပေါ်မှာပြေတော့ကဆွဲလန်းနဲ့အရှိပြင်းနေတော့မတိုက်ပြမလိုက်ပါနဲ့ဟုတ်ပြီလားအေးအဲ့တော့တဏှာဥပါဒံကံဆိုတာရဲ့ပုရုဇဉ်ကြီးအမြဲတမ်းလက်ကင်တောက်နေတဲ့အရာတွေပဲလေတဏှာဆိုတာတာယာတယ်ဥပါဒံဆိုတာကဆွဲလန်းတယ်ကံဆိုတာကပြုလုပ်တာအလုံးပြောကြည့်အောင်တဏှာဆိုတာတာယာတာဥပါဒံကဆွဲလန်းတယ်ကံကတော့ပြုလုပ်တယ်အဲ့တော့တာယာတယ်ဆွဲလန်းတယ်ပြုလုပ်တယ်ဆိုကြည့်အောင်မာယာတယ်ဆွဲလန်းတယ်ပြုလုပ်တယ်ပရမမိမိတို့ကာမဂုဏ်အာယုန်ရဲ့အပေါ်မှာမျက်စိနားတွေနှာခေါင်းတွေတရားတွေဒီအာယုန်ရဲ့အပေါ်မှာဒီတော့ဥစ္စာဘာဖြစ်လိုက်တာယာလေဘာဖြစ်လိုက်ရလဲဩလှလိုက်တာပါလိုက်တာကြည့်ကောင်းလိုက်တာမတာယာဘူးလားတာယာပြီးတော့အဲ့ဒီပစ္စည်းမျိုးအဲ့ဒီအိမ်ကြီးမျိုးအဲ့ဒီအဝိဇ္ဇာမျိုးငါလိုချင်လိုက်တာတာယာပြီးတော့ဘာဖြစ်ရလဲဆွဲလန်းတာဆွဲလန်းပြီးတော့ဘာလုပ်လိုက်ကံဆိုတဲ့ပြုလုပ်ခြင်းကိုရောက်ရှိသွားတယ်ဟုတ်ပြီနော်အဲ့တော့တာယာတဲ့ဆွဲလန်းတဲ့ပြုလုပ်တယ်ဒါပုရုဇဉ်တွေလို့ဖြစ်တယ်အဲ့ဒီလိုပြုလုပ်လိုက်တဲ့အတွက်ကြောင့်လည်းမိမိတို့တွေမှာဘာဖြစ်လာလဲအဲ့ဒုက္ခတွေတဏှာဥပါဒံကံတွေကြောင့်လည်းနောက်ဆုံးဇာတိစရာမရဏဇာတိစရာမရဏဆိုတဲ့နောက်ကတပံဝိဘွားခြင်းတွေရှင်သန်ခြင်းတွေဖြစ်ပေါ်ပြီးတော့သိဆုံးခြင်းတွေအားလုံးဖြစ်ပေါ်လာတယ်အဲ့ဒါကိုပြန်ပြီးပေါင်းချုပ်လိုက်တဲ့အခါကျတော့ဒုက္ခသစ္စာပြောပါဘာသစ္စာလဲဒုက္ခဆိုတာကဆင်းရဲတယ်သစ္စာဆိုတာကအမှန်တရားဒုက္ခဆိုတာသစ္စာဆိုတာကဆင်းရဲတာအမှန်တရားပြောကြည့်ပါဆင်းရဲတာအမှန်တရားအဲ့ဆင်းရဲတာအမှန်တရားကိုအမှန်မျက်စိနဲ့မြင်လို့ရလားဘာမျက်စိလဲဉာဏ်မျက်စိပြောပါဘာမျက်စိလဲမိမိရဲ့အခုလိုပူလောင်နေတဲ့ဆွဲလန်းနေတဲ့ကာမဂုဏ်တရားတွေရဲ့အမှုတွေအရှိန်တွေဟပ်ပြီးတော့အလောင်းနဲ့ခံရတာကို
ဉာဏ်မျက်စိကလေးနဲ့အခုလိုတရားရည်ဤဓမ္မရည်ဤအမြဲစီတိုက်တွေ့လိုက်တော့မှတောကအခုဆိုတာငြိမ်းသွားမှာဟုတ်ပြီနော်တရားကငြိမ်းမှာဘယ်သူကငြိမ်းတာလဲဒီတရားရည်ဤကလာလေငြိမ်းသွားနိုင်တာဒါကြောင့်ဒီအတိကလေးနဲ့လောကကာမဂုဏ်တရားရဲ့အပေါ်မှာသက်ရှိဖို့တတ်ရဲ့အပေါ်မှာနော်အလုံးမိဘကိုပဲချစ်ချစ်သာသမီကိုပဲချစ်ချစ်တတိကိုပဲချစ်ချစ်ဒီမကိုပဲချစ်ချစ်များများချစ်ရင်များများဒုက္ခရောက်လိမ့်မယ်နည်းနည်းချစ်ရင်နည်းနည်းဒုက္ခရောက်လိမ့်မယ်လုံးဝမချစ်ရင်လုံးဝဒုက္ခရောက်ကြမရှိတော့ဘူးဟုတ်ပြီနော်ဒါကြောင့်ဒီနေ့သက်ရှိကာမဂုဏ်သမဲ့ကာမဂုဏ်ရဲ့သဘောတရားတွေသိပြီးတော့ကာမဂုဏ်တရားတွေရဲ့အပေါ်မှာငါတို့ဆွဲဆွဲလန်းလန်းနဲ့ကပ်ပြီးတော့လိုက်ပါများရင်တနေ့အချိန်အရင်ကပြည့်စုံနိုင်ရဲ့အဲ့တော့ဒီနေ့ဒီကစပြီးတော့ဒီကသက်ရှိသမဲ့ကာမဂုဏ်ရဲ့အပေါ်မှာမိမိတို့တန်ရောစဉ်ထားတဲ့လောက်ထားပြီးတော့ရှော့တဲ့လောက်ကြီးရှော့ပြီးတော့သွားမယ်ဆိုရင်ကိုယ့်ရဲ့မှာအမှုတွေမငြိမ်းဘူးလားငြိမ်းတယ်နော်အဲ့တော့တိုက်နိုင်တယ်ဗျဒီသူတို့ကိုလည်းပဲနှိမ်ချဖို့မဟုတ်ဘူးသူတို့ကိုလည်းပဲစွန့်ပစ်သွားဖို့မဟုတ်သေးဘူးသူတို့ပေါ်မှာဆွဲလန်းနေတဲ့အဲ့ဒီဆွဲလန်းစိတ်ကိုလာပဲဒီကဖြတ်တောက်နိုင်အောင်ကြိုးစားရမယ်ဆွဲလန်းစိတ်ကိုမလုပ်ရမလဲဖြတ်တောက်နိုင်အောင်ကြိုးစားရမယ်သူတို့ကိုနှိမ်ချဖို့မဟုတ်ပါဘူးသူတို့ကိုလည်းထားပြစ်ဖို့မဟုတ်ပါဘူးတမိုးတရားတအိမ်ထဲမှာတရားပြီပဲလို့အဲ့ဒီပေါ်မှာထားတဲ့ဆွဲလန်းစိတ်ကိုပြီးတော့တတ်နိုင်ဆုံးဖာနိုင်ဖို့ကြိုးစားရပါမယ်နော်ဒါကြောင့်ဒီဓမ္မအတိလေးတွေမိမိတို့ရဲ့သောကဘူရီဒီနေ့ဒီချိန်မှာတာကြီးအတွက်ပူရတဲ့ဒုက္ခတာငယ်အတွက်လောင်ကျွမ်းနေရတဲ့ဘူဒုက္ခဒီဘူဒုက္ခတွေကိုမြင့်ခင်တရားနေနေရောသောကမောင်ရဲလေးနဲ့ရဲ့နော်တိုင်ကမာလီဟုတ်လားမောင်ရဲနဲ့ရဲ့တိုင်ကမာလီရဲ့သောကဘူရီလည်းဒီဓမ္မကြီးအေးကြားနာရင်းနဲ့မိမိရဲ့ရင်မှာလောင်နေတဲ့အဘူဒုက္ခတွေငြိမ်းပါစေနော်အလုံးစုံအဘူဒုက္ခတွေငြိမ်းနိုင်ပါစေရဲ့လို့ဒီဓမ္မကြီးအေးကြားနာခြင်းအပြင်သောကအဘူရီငြိမ်းပါစေကြောင်းဆုတောင်းပတ္ထနာပြုလိုက်ရပါဘုရားတော်တည်း